ကျော်ရဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာနေ့ရက်တိုင်းမှာစိတ်ချမ်းချမ်းသာကိုကျန်းကျန်းမာမာနဲ့ရှိပါစေလို့ဒီဗီဒီယိုကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့မကောင်းတဲ့ပတ်ဝန်းကျင်ကြောင့်ဘာတွေဖြစ်နိုင်လဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလူဆိုတာပတ်ဝန်းကျင်အတိုင်းအဝန်းနဲ့ရှင်တန်နေတာဖြစ်တဲ့အတွက်ပတ်ဝန်းကျင်ဆိုတာတိတ်ကိုအရေးကြီးပါတယ်တချို့ကပတ်ဝန်းကျင်နဲ့မဆိုင်ဘူးကျွန်တော်တို့ကိုယ်တိုင်ရဲ့အပြုအမူနဲ့ပဲဆိုင်တယ်လို့ပြောကြသူတွေရှိမှာပါအဲ့လိုမဟုတ်ပါဘူးပတ်ဝန်းကျင်ကောင်းရှိခြင်းကကျွန်တော်တို့အတွက်အောင်မြင်ဖို့အတွက်အရန်ကိုအရေးကြီးပါတယ်ကျွန်တော်ပြောပြနေတဲ့အချက်ကတော့ဘယ်လိုပတ်ဝန်းကျင်ကဘယ်လိုလူမျိုးတွေကိုဖန်တီးပေးမလဲဆိုတာကိုအကြံပေးမိနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1အောင်မြင်မှုရတိုင်းပတ်ဝန်းကျင်ကိုကြည့်ပြီးပျော်သင့်သလောက်မပျော်ရခြင်းဟုတ်ပါတယ်ကျွန်တော်တို့မိတ်ဆွေရောဖြစ်မှုကြတယ်မသိဘူးလားမသိမနာလိုတဲ့ပတ်ဝန်းကျင်ခြုံပြောရင်တော့မကောင်းတဲ့ပတ်ဝန်းကျင်ပေါ့မနာလိုတဲ့ပတ်ဝန်းကျင်တွေရှိနေလို့ကျွန်တော်တို့ကမနာတဲ့ပတ်ဝန်းကျင်လို့ပြောရတာပါဒီပတ်ဝန်းကျင်ကြောင့်ကျွန်တော်တို့ဟာအောင်မြင်မှုတစ်ခုရတိုင်းသူသိနေကြရတယ်ထုတ်ဖို့ပြောကြရတယ်ဆုထိတ်လာရတယ်လူဆိုတာလူသိရှင်ကြအောင်မြင်ကြတာပဲဒါပေမဲ့ကျွန်တော်တို့မှာဒီပတ်ဝန်းကျင်ရှိနေတာကြောင့်အောင်မြင်မှုကြရဲရဲဝံ့မနေရတော့ပါဘူးနံပါတ်2ဖိနှိပ်ခြင်းနဲ့ပတ်ဝန်းကျင်ဖိနှိပ်ခြင်းနဲ့ပတ်ဝန်းကျင်ကြောင့်တိမ်ငယ်တက်လာခြင်းဖိနှိပ်ခြင်းနဲ့ပတ်ဝန်းကျင်ဆိုတာရှိပါတယ်ကိုအောင်မြင်မှုကြားချီးကျူးပေါ်ပြပဲကြာရှုံးတဲ့ခါကျရင်စိတ်တဲ့ရေးရနဲ့နှိမ်ချလိုက်တာပါဒီလိုမျိုးနှိမ်ချတဲ့တွေကြောင့်စွစားလုပ်ရမယ့်အရာကိုကျွန်တော်တို့မလုပ်ရကြတော့ပါဘူးငါသာကြာရှုံးသွားရင်ဖြစ်ခြင်းတလို့ဖြစ်မလာခဲ့ရင်သူတို့မကောင်းပြောကြမှာအပြစ်ပြောကြမှာဆိုပြီးကျွန်တော်တို့စိတ်တွေတိမ်ငယ်အောင်ဖန်တီးမျိုးတာပေါ့နံပါတ်3အတင်းပြောတဲ့ပတ်ဝန်းကျင်အတင်းပြောတဲ့ပတ်ဝန်းကျင်ကြောင့်ပြဿနာတွေဟာပုံမူကြီးမားသွားတတ်ပါတယ်ဟုတ်ကဲ့ဗျာတကယ်လို့ကိုယ်ဘေးနာမရှိတဲ့ပတ်ဝန်းကျင်ကတတိတသက်လေးနေကြမယ်ဆိုရင်တော့ဝမ်းသာစရာပါပဲဘာမှပောက်ကရတွေပြောတာမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဟာကျေးဇူးတင်လိုက်ပါဒီလိုမှမဟုတ်ဘူးကိုယ့်ရဲ့အကြောင်းကိစ္စကြီးကြီးငယ်ငယ်သူတို့ပတ်သက်တဲ့ရောက်သွားရင်ကိုဟာဖြစ်ခြင်းလို့ဖြစ်ပြီးသူတို့ကခိုင်းတဲ့ဇက်ကိုကြာနာကခိုင်းတဲ့ပတ်ဝန်းကျင်မျိုးနဲ့ကြုံရပြီဆိုရင်တော့ကျွန်တော်တို့ဟာစိတ်ညစ်စရာကြီးလည်းပဲအမြဲတမ်းကြုံနေရမှာပါနံပါတ်4ငစိမ့်တန်းလိုပတ်ဝန်းကျင်ကြောင့်စကားပြောတွေရိုင်းလာတတ်ပါတယ်ဒါကလည်းစကားပုံရိုင်းသုံးချလိုက်တာပါအချို့ငစိမ့်တွေကအေးအေးဆေးဆေးလေးအဲ့လောက်မဆိုကြဘူးဒါပေမဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေဟာစွာကြည်ကြည်နဲ့ရိုင်းတဲ့ဆိုင်ညတိညစ်ပတ်တွေပြောတဲ့ဆိုရင်ကျော်တို့စီတောင်ဒီကျင့်တွေဒါမှမဟုတ်အဲ့ဒီပတ်ဝန်းကျင်ကကျော်တို့ကဒီတက်လန်တီကိုရိုက်ခတ်လာနိုင်ပါတယ်နံပါတ်5စကားကိုဖန်တီးပြီးပြောတတ်တဲ့ပတ်ဝန်းကျင်စကားကိုဖန်တီးပြီးပြောတတ်တဲ့ပတ်ဝန်းကျင်ကြောင့်သူများတွေတမျိုးထင်လာနိုင်ပါတယ်ဒီချက်ကတော့တချို့လူတွေဟာကိုနဲ့အတူရှိနေဘူးတာပဲဒါပေမဲ့ကိုနဲ့မိတ်ဆွေဖြစ်ဘူးတယ်ပေါင်းဦးတယ်ဆိုလုံရောက်နေကိုစကားမဟုတ်ပဲသူတို့စကားကျင်တဲ့စကားကိုလူရသွင်းပြီးရှော့ပြောကြပါတယ်အဲ့ဒီအသေးပွဲစကားတွေကကျွန်တော်တို့ဘဝကိုရိုက်ချနိုင်ပါတယ်ဟုတ်ကဲ့အခုကျွန်တော်ပြောပြတဲ့အကြောင်းလေးကတော့မကောင်းတဲ့ပတ်ဝန်းကျင်ရှိနေခြင်းကြောင့်မကောင်းတဲ့ကိစ္စရပ်တွေဖြစ်ပေါ်နိုင်တယ်ဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့ပေးတဲ့ဒီအကြောင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်နာမည်ကတော့ဖြိုးဝေအောင်ဖြစ်ပါတယ်ခင်ဗျာ